ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့တစုံတစ်ယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်ဟာအကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရပါဘူးလူတွေဝတ်ဆင်နေကြတဲ့ယရဏပစ္စည်းတွေတည်းပဲဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတာလူတွေသိကြတယ်ဝတ်ဆင်နိုင်တာမဝတ်ဆင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမားဆုံးဆိုတာတော့သိချရတာပဲမဟုတ်လားအဲ့ဒါမျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကြံတဲ့အလုပ်တွေမလုပ်ရဘူးမဟုတ်လုပ်ရမှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီးပွားလုပ်ပြီးဆိုတဲ့အခါလေအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့ရင်ကျင့်တတ်မနေနဲ့အောင်သီလကုသိုလ်လေးနဲ့လည်းကျင့်တတ်မနေနဲ့အောင်ကျင့်တတ်မနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလိုတာနော်ဒါနကိုပြစ်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြစ်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုရင်ဝိပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်မယ်ဒါနကုသိုလ်ထဲမှာကျောင်းဆောက်ပြီးတော့လှူတဲ့သတ္တုဒ္ဒိတသံဃာအရလေးမြဲနာကကြွလာတဲ့သံဃာတော်တွေကိုရည်စူးပြီးတော့တန်ခိကကျောင်းဆောက်လို့လှူဒန်းတဲ့ဒါနကုသိုလ်ဟာကုသိုလ်ထဲမှာတော့ဒါနကုသိုလ်ထဲမှာအကောင်းဆုံးသူဆိုတယ်အေးကျောင်းမဆောက်နိုင်တော့တို့အကောင်းဆုံးကုသိုလ်မရဘူးလို့စိတ်ပဲပူနေကျောင်းဆောက်လှူတဲ့ကုသိုလ်ကောင်းမှုတွေကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုခုနကဆောက်တည်လိုက်တဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတရဏဂုံဆောက်တည်ရတဲ့ကုသိုလ်ပိုကောင်းတယ်ဟဲ့မြတ်စွာဘုရားဟောနော်ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တရဏဂုံကိုဆောက်တည်တဲ့အခါမှာထုံးစံအတိုင်းမို့ဆိုတာမဟုတ်ဘဲနဲ့စိတ်แท้ကနှစ်ကမြတ်နိုးမိမိရဲ့ဘဝကိုဘုရားကိုအနှံပါတယ်တရားကိုအနှံပါတယ်တန်ခါကိုအနှံပါတယ်ဆိုတဲ့ဘုရားတရဏံကိစ္ဆာမိဘဝကိုစွန့်ပြီးအသက်နဲ့ခန္ဓာကိုစွန့်ပြီးတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်ကပြင်မဲ့ကပစ္စည်းငွေကြေးဒနာကိုစွန့်တာဖြစ်တယ်တရဏဂုံဆောက်တည်လိုက်တာကျတော့ကိုယ်ဘဝခန္ဓာကိုစွန့်လှူတာပဲဖြစ်တယ်အသက်ကိုစွန့်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကမြတ်တယ်လို့ပြောတာနော်တခါအဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်တဲ့တရဏဂုံဆောက်တည်ပြီးတဲ့အခါမှာ၅ပါးသီလထပ်ပိုးပြီးဆောက်တည်လိုက်တဲ့ကုသိုလ်ဟာသီလကုသိုလ်ကပိုမြတ်လာတယ်အဲ့တော့ခုနကအမြတ်တယ်ဆိုတဲ့ကုသိုလ်တွေရပြီကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့မြတ်တဲ့တရဏဂုံဆောက်တည်ခြင်း၅ပါးသီလခံယူခြင်းဆိုတဲ့ကုသိုလ်တို့ရတာမန်တရားမဟုတ်ခင်တို့ဆောက်တည်နေကြတာတရဏဂုံနဲ့သီလလို့မအောင်မေ့နဲ့တန်ဖိုးကြီးမားတယ်ဆိုတာကိုသတိထားဖို့